နေကြောင်းဆိုထုတ်ပြကြပါစို့ဦးနေရဆရာတို့ကျေးဇူးဆိုင်ရင်ပေါ့ပြီးတော့ခင်ဗျားတို့ချစ်တဲ့ကျွန်တော်ဆရာဦးရွှေတော်မြင့်မြဲတီးနေကြဒီကွက်ဖြစ်လို့ဒီမျိုးမှာလောကကြီးမှာရောက်လို့ဆက်အတိုင်းသက်ချစ်တဲ့နေရာရောက်လို့ပို့ပြီးတော့သတိရလို့တီးမိတာပါဟုတ်ကဲ့တီးကြည့်အောင်နော်မှားရင်တော့သိခါမှာခင်ဗျာကလည်းတော့ကိုတော်မင်းကြီးကြိုးစားသွားမှာပါ